အောက်ထွက်နေတဲ့တငယ်ချင်းများနိုင်ငံသားရောက်လို့စပင်ဖက်ကားတွေဈေးကြီးတယ်ဆိုရင်ဒီစပင်လေးတွေဒီဘက်ဖယ်ထားပြီးတော့မော်တာလေးတစ်လက်ဝယ်ထားပြီးတော့ကျွန်တော်တို့ဆက်လက်ဂိတ်ကြီးဆုံးလေးရင်တက်ပြီးတော့ဒါလေးဖယ်ပြီးတော့ဒါလေးတွေအရင်တွန်းမှာဒီလိုအရင်တွန်းထုတ်အကုန်ပြောင်းတော့ဒါနောက်ဒီလိုက်တွန်းမှာနောက်ဒီလိုလိုက်တော့ရက်ဘေးတော့ရက်ဘေးတော့ဒါလေးဖယ်ထားပါဒီဒါအကုန်တွန်းလိုက်ပါဒါဆိုရင်ကျွန်တော်တို့စပင်ဖက်ကားမကုန်တော့ဘောအလျက်ပြက်လို့ရပြီအဲ့လိုတွန်းပြီးပြီဆိုတာနဲ့ဒီဂိတ်ကြီးကိုဖြုတ်လိုက်ပါကျွန်တော်တို့ဒီသတိဂိတ်ကလေးပြန်တက်သတိဂိတ်ကိုပြပြီးတော့ဒီလိုဆက်အောက်ခြေလေးတွေကော့ပြီးတော့ဒါလေးလှန်ပြီးတော့ဒီလိုလိုက်ပတ်အဲ့ဒါကြတော့ဟိုအပေါ်ထိမထိုးပါတော့နဲ့ဒီနားလေးပဲလှန်ထားမယ်ဒီလိုလေးလှန်ထားမယ်ဒီလိုလေးတွေလိုက်ကော့ပြီးထိုးမယ်ရှိတ်ကလေးပြန်ပြီးကော့ထိုးမယ်အဲ့လိုဒါဆိုကျွန်တော်တို့ဘေးခွဲလေးဖြတ်သွားပါပြီဒါကဖြတ်ပြီးသွားလို့ပါအကယ်၍ဒီဘက်ကိုကြော်ထွက်နေလို့ရှိရင်ကျွန်တော်တို့ဒီအစလေးတွေလက်နဲ့ရှည်တာလေးကိုဆွဲထားပြီးတော့ဗရိတ်ဓာတ်ခုံလေးတစ်ခုဓာတ်ထည့်ထားပြီးဆွဲရှည်တဲ့ဟာတွေဒီလိုဖြတ်ထုတ်လို့ရပါတယ်ရှည်တာလေးတွေဖြတ်ထုတ်အဲ့လိုရှည်တာလေးတွေဖြတ်ထုတ်ပြီးသွားပြီဆိုလို့ရှိရင်အဖျားလေးကိုဘောက်ကကြီးလေးတက်လက်ဝယ်ထားပါဒီလိုလေးတွေချဲထုတ်ပါခွာလေးနဲ့ရှားလေးတွေရှူးပေးလိုက်ပါဒီလိုလေးအကုန်ဖြတ်တာမဟုတ်ပါဘူးဒါကွာချဲတာဒီလိုလေးလုပ်ပေးလိုက်ပါအဲ့လိုလေးလုပ်ပြီးသွားရင်ဒါစပင်ကြီးလေးတကယ်ကောင်းကောင်းရသွားပါပြီပြီးရင်ဒေါက်ကလေးတွေကိုဓာတ်တိမှဖြစ်ပါတယ်အဲ့ဒါတော့ရှေ့မှနောက်မှလေးရှိရင်တော့ပိုကောင်းပါတယ်ကျွန်တော်တို့ဒီဘက်ကိုဒေါက်ကလေးဒါတက်လိုက်ပါပြီဒါကျွန်တော်တို့ဓာတ်တိရပါအဲ့လိုလေးတီးလိုက်ပါတယ်အဲ့လိုလေးတီးပြီးသွားပြီဆိုနောက်ကိုတီးမယ်နောက်မှလေးပဲကြည့်ပြီးတော့လူလေးတီးပါတယ်နောက်ကိုယူသွားပါပြီအဲ့လိုစပင်လေးညှက်ပြီးသွားလို့ရှိရင်ကျွန်တော်တို့ဒီလိုဆေးလေးအနက်ဆေးလေးကအသက်40ကျော်တော့ခေါင်းမိုးလေးတွေဖြူလာတဲ့ခါကျကျွန်တော်တို့အနက်ဆေးလေးဆိုးလိုက်ပါတယ်ရှေ့မှနောက်မှလေးနဲ့ကြည့်ပြီးတော့ဆိုးလို့ရတယ်ပိုကောင်းပါဒါကျွန်တော်တို့နောက်မှရှေ့မှကြည့်ဆိုတာပါအဲ့တော့နိုင်ငံခြားရောက်နေတဲ့တငယ်ချင်းများအမှစပင်ညှက်ကားတွေဈေးကြီးလို့ရှိရင်ဒီလိုလေးတော့ကိုညှက်ပြီးသွားရင်ဆေးလေးဆိုးလိုက်ရင်စပင်ကြီးလေးအရွာလေးဖြစ်သွားမှာဖြစ်ပါတယ်ငယ်ချင်းများအားလုံးပဲဒါလေးကိုကြည့်ပြီးတော့ပညာလေးတွေနည်းနည်းရမယ်လို့ကျွန်တော်ထင်ပါတယ်ကျွန်တော်ကောင်းကျွန်တော်ညှက်တာ9နှစ်လောက်ရှိပါပြီအားလုံးဒါဆိုโอเคပါပါပြီငယ်ချင်းလေးတွေကောင်းကောင်းရအောင်ပါအားလုံးကျေးဇူးတင်ပါတယ်